ဒီတဲထဲမှာပေါ့နော်ကျွန်တော်တို့ဒီမှာ V1 ပေါ့နော် V နဲ့တုံးမှာ V2 V3 စသဖြင့်ပေါ့နော်။ရပြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုကြွားပြီးတော့ပြင်းတဲ့ပုံပြီးတော့ဆက်ချင်။အဲဆိုကိုလိုဒီလောက်ဆိုဥပမာကျွန်တော်တို့ကတစ်နှစ်ပတ်လုံးစာပေါ့နော်365ရေးရှင်365ရေးစာကိုဒါရအောင်ဒီလိုဆွဲနေတယ်နော်တကယ်တမ်းကျလို့ရှိရင်ကျွန်တော်တို့က sequence function ကိုသုံးလို့ဆိုရင်ကျွန်တော်အဲ့လိုလုပ်ဆောင်ပြီးတော့နော်တခါတည်း365ရဲ့စာဒါလေးခံပြီးတော့ကျူးရတာနော်ဒါပေမဲ့ကျွန်တော်တို့ကတော့ equal to လောက်လို့ကျွန်တော်ရှင်းမှာကဒီလေးကိုလုပ်နေတဲ့အတွက်ကျွန်တော်တို့ဒီမှာလေးလေးရိုက်နော်လေးရိုက်တာဟုတ်ဒီနော်ဒီလိုချင်းဒီချားထဲမှာ space bar လေးတစ်ချက်ပို့ပါမယ်နော် space bar နော် space bar ချက်ဘာလို့လဲဒီ member နဲ့ဒီကြားထဲမှာ space လေးတစ်ချက်ပေါ့ space bar ဒါပို့လို့ရပါတော့နှစ်ချက်တော့ဟုတ်ဘူးချက်တော့ဟုတ်ဘူးဒီချက်ပို့လိုက်ပေါ့နော်ဒီတိုင်းကျွန်တော်တို့ချက်တော့ပိတ်ပြီးနော်ဒီတိုင်းအဲ့မှာကျွန်တော်တို့ဘာနဲ့ဆက်လဲပါစံလေးပေါ့နော်ဆက်လေးဆက်လေးနဲ့ division of sequence ဆိုတဲ့ဒီလေးတော့sequence function တော့လို့ရှိရင်ဟာဟိုက online မှာကျွန်တော်ဘာရေးမဲဆိုတော့ကျွန်တော်တို့တော့ရေးပေါ့နော်အခုကျွန်တော်365ဆိုတော့ကျွန်တော်365ကိုကျွန်တော်ရေးလိုက်မယ်ပြီးလို့ရှိရင်ဒီကနေစမှာဆိုတော့နော်ဟို1မယ်နောက်တစ်ခါ step က1မယ်ဆိုတော့ရေးပြန်1လို့နော်ရေးပြီးကျွန်တော်ဝင်နေပေးတယ်နိအဲ့ဒါခေါ်တယ်ဆိုတော့အားရပါတယ်ဆိုတော့365ကိုအားရပြန်ပြီးတော့ကြာပါပါ365ပေါ့နော်1နေပြီးတော့ကျွန်တော်ဒီ1ဒီ3က4 5 6ကျွန်တော်တို့ဒီလိုတော့ပဲ